အော်ပြောင်းပြန်လေတဲ့ဒါပြောင်းပြန်လေပါဒါပြောင်းပြန်လေတော့ဒီမနေ့နည်းနည်းညက်သွားပြီအနောက်ကခံမထားရင် तू ကောက်ပြီအနောက်ကခံထားရတော့ तू ကောက်တာနည်းနည်းတက်တာအောင်လို့နောက်ဒီမှာဆိုညက်သွားတဲ့အခုမခံထားရတော့ဒီမှာတိတ်မကောက်ဘူးကောက်ခံနေနေတာတော့မခံထားရင်လုံးလုံးကောက်သွားပြီအဲ့တော့ခဏလေးဖွင့်ထားလိုက်ပြီးတော့မှဆက်ထုတ်အထုံးထုတ်ပြီးလို့ရှိရင်တစ်ချက်လောက်ဟိုပြန်ဖိပြီးတော့ချက်လောက်နဲ့ဖြည်းဖြည်းလေးနင်းလိုက်နင်းပြီးတော့မှ तू မကောက်တော့ဘူးဆိုတော့မှဒီကောင်အောက်ကျသွားပြီဆိုလို့ရှိရင်ဒီကောင်လေးနည်းနည်းထုတ်ပြလိုက်ပြီးတော့မှပိတ်ပြီးပြန်ဖွင့်အဲ့လားမှ तू ကမကောက်ဘူးနောက်ဆိုလို့ရှိရင်မတိဘဲနဲ့ကိုကတန်းမောင်းလိုက်ရင်ကောက်ပါ